တူရကီမှာဟုတ်ပါတယ်ဒီသပင် site တဲ့ sector တော်တော်လေးကိုအောင်မြင်တဲ့နာမည်ကြီးတယ်လို့ပြောလို့ရတယ်ဒီဟာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျတော့အရင်လုပ်ပေးဖို့တဲ့ experience ရှိတယ်ပေါ့ဝင်လာ site တာတို့မျက်ခုံးဝင်လာ site တာတို့အရင်တော့ဟိုခက်ခဲရှုပ်ထွေးတဲ့ process တော့မဟုတ်ပါဘူးအကျန်းဖြင့်အခုလူတယောက်သပင် site မှာဆိုရင်တော့ဒေါ်လာ1500 1600ဝန်းကျင်လောက်တော့ရှိနေ package တစ်ခုလုံးသားပေါ့အဲ့ဒီမှာဘာတွေပါလဲဆိုရင်ကျတော့သပင် site ပွဲ3ရက်နေပြီးတဲ့အခါကျရင်ပြန်ပြီးတော့တစ်ခေါက် check up လုပ်ပြီးတယ်နောက်ပြီးတော့သူတို့အိမ်မှာလိုအပ်တဲ့စီဝါတွေပါတယ်ထောက်ပံ့ပေးတာရှိတယ် site ပြီးသွားလို့ပေါ့နော်ဒါပေါ်တော့တူရကီမှာသပင်လာ site တဲ့ပြီးတော့ခုနိုင်ငံသူပြန်သွားတယ်ဆိုရင်လည်း within 1 year ပေါ့သူတို့ consultant လုပ်ပြီးတယ်ပေါ့ဟိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လို growth ဖြစ်လဲပါလဲလိုအပ်တာရှင်းအောင်ရန်ရှောင်းရန်တွေပေါ့အဲ့ဒါတွေသူတို့ပြပြပေးတာမျိုးရှိတယ်အခုနောက်ပိုင်းကျတော့သူတို့ဒီ DHI pan technique ပေါ့နာကျင်မှုမရှိတာတို့ဘာတို့ပေါ့နော်အဆင့်မြင့်လာတာပေါ့ပို့ပြီးတော့အဆင့်မြင့်တဲ့ဒီပညာရေးနဲ့စိုက်ပေးနေတယ်ဒီ process လာ ကတော့ ဆိုင်ရှင်တဲ့လူတယောက်စဉ်းစားမဲ့နံပါတ်1မိကုံကလာဆိုင်နာမလားဟုတ်တယ်အခုကနာကျင်မှုမရှိပါဘူးအဲ့ဒီလုပ်တဲ့ procedure တွေမှာတော့ဒီနာကျင်မှုမရှိတာတို့တန်ရာမကြံခဲ့တာတို့ဒီကာလပြီးသွားလို့နည်းနည်းပါးနာကျင်မှုတွေတော့ရှိနေတာပေါ့အခုမွေးဆိုင်တာကျတော့ဟိုသပင်ထက်ပိုမြန်တယ်ပေါ့သပင်ကျတော့ကိုကဘယ်လောက် area site မလဲဆိုတော့အချိန်ပေးရတာမျိုးရှိတယ်မြေကုန်းမွေးဆိုင်တာကျတော့ area နည်းနည်းလေးပဲဖြစ်တယ်ဆိုတော့မြန်ပါတယ်တော်တော်လေးလွယ်ပါတယ်လာ site တဲ့လူတွေလည်းအများကြီးရှိတယ်ဒီကဏ္ဍကလည်းတူရကီမှာတော်တော်လေးကိုအောင်မြင်နေတဲ့ကဏ္ဍလို့ပြောလို့ရပါတယ်မိတ်ဆွေတို့တွေကသပင်ဆိုင်ရှင်တဲ့လူရှိလို့ရှိရင်လည်းကျွန်တော်တို့ဗာမီစီယာ page မှာဒါရောက်မေးမြန်းပြီးတော့ဆက်သွယ်ပြည်နာရှင်နဲ့သုံးသပ်လို့ရပါတယ်ကျွန်တော် page မှာ